management ဆိုတာပါလေ management ဆိုတာစီမံခန့်ခွဲမှုပညာရပ်ကို management လို့ခေါ်တာဖြစ်ပါတယ်မြန်မာလိုအနေနဲ့အရင်ကြည့်ကြည့်မယ်ဆိုလို့ရှိရင် management ဆိုတဲ့စကားလုံးဟာ၄ခုရပါတယ်စီမံခန့်ခွဲအဲ့တော့အလုပ်လုပ်ပြီဆိုလို့ရှိရင်စနစ်တကျအစီအစဉ်ဆွတ်တက်ဖို့အရေးကြီးပါတယ်သာသနာအနေနဲ့ပဲကြည့်ကြည့်သာသနာပြုတဲ့အခါမှာပဲကြည့်ကြည့်စနစ်တကျအစီအစဉ်ဆွဲခြင်းဟာအောင်မြင်ဖို့အတွက်အဓိကလိုအပ်ချက်လို့ထင်ပါတယ်ဒါကြောင့်မလို့လောကီနေဗေမှာစီးပွားရေးလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်လောကုတ္တရာနေဗေမှာသာသနာရေးသာသနာပြုတဲ့အခါမှာပဲဖြစ်ဖြစ်လူမှုရေးစီးပွားရေးပညာရေးနိုင်ငံရေးဘယ်လုပ်ငန်းမှာမဆိုအစီအစဉ်ဆွဲပြီးတော့မှအလုပ်လုပ်တတ်ခြင်းဟာအောင်မြင်ခြင်းလမ်းကြောင်းအစဆိုရင်လည်းမမှားနိုင်ပါဘူးဒါကြောင့်မလို့စီအစီအစဉ်ဆွဲပါနောက်တစ်ခုမွမ်းမံပါတိဆောက်ပါအဲ့ဒီအစီအစဉ်ဆွဲထားတဲ့အတန်ကိုဘလို့လိုခြင်းလဲကိုဘလို့ဆောက်ခြင်းလဲကိုဘလို့တာဝန်တွေကိုဘလို့မွမ်းမံပြီးတော့မှဘလို့တိဆောက်ရမလဲဒါကြောင့်မလို့ဒါမွမ်းမံတိဆောက်ဖို့အရေးကြီးပါတယ်နောက်တစ်ခါခန့်ဒီလိုမျိုးအစီအစဉ်ဆွဲထားတဲ့မွမ်းမံတိဆောက်တဲ့အခါမှာပြုပြင်ပြောင်းလဲတဲ့အခါမှာတင့်တော်တဲ့ပုံကိုယ်တွေကိုနေရာပေးဖို့လိုပါတယ်တင့်တော်တဲ့ပုံကိုယ်တွေကိုခံခွဲတတ်ဖို့လိုပါတယ်တော်တဲ့နေရာပေးလို့မရပါဘူးသူ့နေရာနဲ့သူဆိုတာရှိပါတယ်ဌာနကောတန်လာပေါ့ဘုရားရဲ့စကားလုံးနဲ့ပြောမယ်ဆိုရင်ကျွမ်းကျင်ရလင်ပါရပယံအလုံးမှာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကိုပယံနေရာမှာတာဝန်ပေးရမယ်လက်သမားအလုံးမှာကျွမ်းကျင်လက်သမားပညာရေးနေဘယ်မှာကျွမ်းကျင်ပညာရေးတပည့်စည်းလေးတဲ့နေရာမှာကျွမ်းကျင်တပည့်စည်းလေးတဲ့နေရာသူ့နေရာနဲ့သူတင့်တော်တဲ့သူတွေကိုရွေးပြီးတော့မှပဲခန့်ဖို့လိုပါတယ်ရွေးချယ်တတ်ဖို့လိုပါတယ်နောက်တစ်ခါခွေးအဲ့တော့တာဝန်တွေဝတ္တရားတွေနဲ့အလုတ်လောက်ကြပြီဟဲ့ဆိုလို့ရှိရင်ဆိုင်ရာပုံကိုယ်တွေကိုလူကြီးတင်မြှောက်ပြီးတော့မှပဲတာဝန်ခွဲဝေပေးရပါမယ်တာဝန်ခွဲယူခိုင်းရပါမယ်ဒီလိုမှသာလျှင် management ပညာရပ်ကစနစ်တကျနဲ့အကောင့်တွေပေါ်နိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာမှတ်ချက်အနေနဲ့နှစ်ချက်သုံးချက်လောက်ရေးတာပါတယ် management ဆိုတာအဖွဲ့အစည်းတစ်ခုရဲ့ခါရိုးဆိုလို့ရှိရင်လည်းမမှားနိုင်ပါဘူး management ဟာနေပြီးတော့မှပဲလူတစ်ယောက်အနေနဲ့ကြည့်မယ်ဆိုလို့ချင်းပိန်မခါရိုးလိုမျိုးပဲခါရိုးမကောင်းတော့ဘူးခါသေးသွားပြီဟဲ့ဆိုလို့ချင်းအောက်ပိုင်းတစ်ပိုင်းလုံးသေကျေသွားပါတယ်လမ်းလျှောက်လို့မရနိုင်တော့ပါဘူးလမ်းလျှောက်လို့မရနိုင်တဲ့ပုဂ္ဂိုလ်ဟာဘယ်နေရာဘယ်ဒေသမှာမဆို